ကိုတတဲ့ကိုကဲပါဦး ဘာမကြောက်လဲကိုကြီးကောင်းတယ်ရောက်မိသားပါသဘောလဲမင်းနဲ့စင်ရှင်းကြလို့မဘူးလားအဲ့ဒီနောက်ဆုံးဟောတာငါပြောတဲ့စင်းနေအားတော့လေအမှန်တကယ်မနက်ဖြေကင်းမိုင်းကဒီပလက်တို့ဒီလူတွေအများကြီးစင်းကိုရိုက်ပြီးသွားပြီကွာငါဒီစင်းဒီငါသားပြောဒီစင်းတာအဲ့ဒါညနေပိုင်းမတယောက်တည်းရတယ်အဲ့ကြတော့ဟိုဖက်တွေဘာလို့ပြအောင်လဲကွာငါတယောက်တည်းကြံတယ်အဲ့ဒီစင်းကငါတယောက်တည်းရတယ်ကင်မရာကြီးကိုကြည့်တော့ခဲ့တာလေအဲ့ဒီတော့အဲ့ဒါတည်းကိုဒီပင်မလည်းပင်မဘာလို့ခွာအဲ့ဒါလည်းမအေးရဟုတ်လားအားခဲ့တာကွာမင်းတို့မြို့သားဒီလိုလောက်သွားတာဘလို့လက်မခံနိုင်ဘူးညရောက်ပြီးတောင်းရမ်းတယ်ဘာတောင်းမှမှာတော့ကွာဒီမှာမင်္ဂလာယူတဲ့အချိန်ခါမို့လို့ပါနော်မဆိုင်တဲ့သူတွေဝင်မပိုင်ကောင်းလိမ့်မယ်နော်အဲ့ဒီအကြိုက်လားအဲ့ရဆိုင်တဲ့သူတွေမပိုင်ကောင်းလိမ့်မယ်အမှန်တည်းကွာအမှန်တည်းအဲ့ထဲမှာပြောရမှာအဲ့လိုပြောရမှာပေါ့အဲ့ထဲမှာပြောရမှာမဆိုင်တဲ့သူတွေပေါ့နော်ဝင်မပိုင်တွတ်ဘယ်လိုပြောမလဲမြန်မာကားလိုမျိုးပြောရမှာကွာဒါပေမဲ့ငါပြောအဲ့ထောက်နေလို့မှတ်တော့မှတ်မိတော့အရှူကြီးကွာသူကပြောရမှာကိုနဲ့မဆိုင်ဝင်မပိုင်ကောင်းမယ်ဟုတ်တယ်ကိုနဲ့မဆိုင်ဝင်မပိုင်ကောင်းမယ်လို့ပြောမှာငါအဲ့မှာထောက်နေကွာပြောလို့မရဘူးဘယ်လိုလုပ်လို့ငါပြောကွာပုံတီးဖြစ်နေမယ်တော့ဒရိုက်တာပဲဒရိုက်တာငါပါပြောဆိုတော့အဲ့မင်းတို့ကပါကားကြည့်ဘူးလေမလားကပါကားလေကွာငါတို့တရုတ်ကားလားဖောင်ကောင်ကားလားအဲ့ဟိုကောင်တကောင်ရှိရကွာဘလောက်ထိုးဘာပဲဖြစ်တဲ့ကောင်ကွာအဲ့ဒီကားတွေကပါအဖွဲ့ရှိတယ်မလားကပါအဖွဲ့ကကောင်အဲ့ဒီစတာကိုသူပြအဲ့ပုံစံမျိုးလုပ်ပေးပလားတဲ့โอเคတို့သူပြခေါင်းကုတ်ခိုင်းတာဒရိုက်တာခေါင်းကုတ်ခိုင်းငါပြောခေါင်းမကုတ်တော့လို့ကျွန်တော်ပန့်ခိုင်းတော့ပန့်နေပဲကျွန်တော်ပို့မဆိုငါချတာပြည်တာပြည်ရမယ်ရှက်မနေနဲ့ရောက်မရှင်းရတော့ဘာရှင်းရတာပေါ့ဆောက်ရမ်းတယ်ကြိုက်တယ်လောင်တော့ဒါရုံးမှာကြိုက်တယ်ကဲထောက်လိုက်ရဒီမှာထောက်နေတာရမင်းကဲမနေနဲ့လေရောက်မင်းကဲမနေနဲ့တက်ခဲ့ဒါလည်းပါဝေး